ကနေသွားပြီးတိုင်း90ကျော်ကုန်နေမဲ့အစားဈေးသက်သာပြီးဘာဒုက္ခမှမရှိပဲတရားဝင်အလေခီးလန်းချောင်းကနေသွားလို့ရပါတယ်ထိုင်းကိုတရားဝင်စာရွက်စာတမ်းနဲ့ရန်ကုန်တာရှီလိုက်ဘန်ကောက်လမ်းကြောင်းပုံစံနဲ့ကိုယ်တိုင်ပြန်ဆန်ပြီးသွားမယ်ဆိုရင်မြန်မာငွေ30ကျော်လောက်ပဲကုန်ကြမှာပါဒီခရီးအတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေလုပ်ဖို့ရအချိန်တစ်လခွဲလိုအပ်ပါမယ်အရေးကြီးဆုံးအချက်ကမိမိမှာမက်ပုံတင်ရဲ့အိမ်အောင်စုမူရန်ရဲ့ရှိနေပြီးလက်ရှိရန်ကုန်မှာနေထိုင်နေဖို့လိုအပ်ပါတယ်ပထမဆုံးလုပ်ရမှာကစမကက်ပါဒီဟာကကိုနေတဲ့မြို့နေရဲ့လဝကရုံးမှာသွားလုပ်ပါမိမိရဲ့မက်ပုံတင်ဘာမြင်းဆောင်မဆိုလုပ်ပေးပါတယ်စမကက်ကဒီနေ့လို့ဒီနေ့ရပါပြီစမကက်ရပြီဆိုတာနဲ့ PV passport စာအုပ်လုပ်ဖို့ရ QR ရှောက်ရပါမယ် QR ကဒီနေ့ရှောက်ပြီးမနေ့ဖန်ရပါတယ် QR ရရင်ရုံးကိုသွားလို့ရပါပြီ passport ရုံးသွားရင်ယူသွားရမယ်စာရွက်စာတမ်းတွေကတော့နံပါတ်1 QR print ထုတ်ပြီးနှစ်စုံနံပါတ်2မက်ပုံတင်မူရန်နဲ့မိတ်တူနှစ်စုံနံပါတ်3တကောင်စရန်မူရန်နဲ့မိတ်တူနှစ်စုံနံပါတ်4ကိုရဲမှတ်တမ်းစာရွက်2ရွက်ပြမှတ်တမ်းစာရွက်က passport ရုံးဘေးကမိတ်တူဆိုင်မှာဝေလို့ရပါတယ်မိတ်တူ3စုံကိုတစုံစီစုပြီး3ဖိုက်တွေးပါဖိုက်တွေးတဲ့အခါမှာကျမအထက်မှာရေးထားတဲ့နံပါတ်စဉ်အတိုင်းအစင်လိုက်စီပါနှစ်စုံကရုံးကိုပေးရပါတယ်တစုံကအပိုဆွေးထားခိုင်းတာပါရုံးလိုက်စာကစက်မုံ1လန်ရန်ကင်းစင်တာဘေးရန်ကင်းမြို့နယ်မှာရှိပါတယ် passport စာအုပ်ကလုတ်ပြီး14ရက်စောင့်ရပါတယ်စာအုပ်ရပြီဆိုတာနဲ့ထိုင်းအလီ2လဗီဇာရှောက်ရပါတယ်ဗီဇာကကျမစီမှာအဲ့လိုရပါတယ်ဗီဇာကဒီနေ့ရှောက်15ရက်စောင့်ရပါတယ်ဗီဇာရပြီဆိုတာနဲ့တာရှီလိုက်ကိုလာရပါမယ်ဒီနေရာမှာလမ်းကြောင်းက2မျိုးရှိပါတယ်ကားနဲ့သွားတဲ့လမ်းကြောင်းရယ်လေယာဉ်နဲ့သွားတဲ့လမ်းကြောင်းရယ်ပါလေယာဉ်နဲ့သွားမယ်ဆိုရင်ဘာမြင်းဆောင်မဆိုသွားလို့ရပါမယ်ကားနဲ့သွားမယ်ဆိုရင်တချို့သောမြင်းဆောင်တွေကသွားခွင့်ပိတ်ထားတာဖြစ်တဲ့အတွက်ကျမကတော့လေယာဉ်နဲ့သွားဖို့ပဲအကြံပေးခြင်းတယ်ပေါ့နော်တာရှီလိုက်ကိုရောက်ရင်ကန်းကူရပါမယ်ဒီနေရာမှာထိုင်းနိုင်ငံဘက်ကိုကူးတဲ့အခါ73မြင်းဆောင်တစ်မျိုးလေးသာကိုယ်တိုင်ကူးလို့ရပြီးတော့ကျန်မြင်းဆောင်တွေကပွေးစားတွေကိုစားပေးအပ်ပြီးကူးကြရပါတယ်စားပေးအပ်တဲ့အခါမှာမန်ကန်လုတ်ပေးတဲ့သူတွေရှိတယ်လို့လူလီနေလည်းအများအပြားရှိပါတယ်ကန်းကူကိုကျမစီမှာစားပေးအပ်လို့ရပါတယ်ကျမစီမှာအဲ့မဆိုရင်လုတ်ပေးတာတွေကတော့တာရှီလိုက်လေးဆိုင်ရောက်တာနဲ့လာကြိုပေးပါတယ်ကန်းမကူခင်ထမင်းတစ်နက်ကျွေးပါတယ်ကန်းကူနေတဲ့အချိန်မှာလည်းအစစ်အစင်းမရှိတတားအော်ပီဆာတွေကဗာမေးခွန်မှမမေးပါဘူးပေါ့ပေါ့ပပနဲ့မိမိမှာပါလာတဲ့စာရွက်စာတမ်းတွေနဲ့အဝန်းအထွက်တုံးထုပေးပါတယ်ကန်ကူပြီးထိုင်းနိုင်ငံမြေဆိုင်ဘက်ကိုရောက်ရင်ထမင်းနောက်တက်နဲ့အကျွေးပါတယ်ပြီးရင်ဘန်ကောက်ကိုသွားမဲ့ကားလက်မဲ့ဝေပေးပါတယ်ကားကညနေ4နာရီထွက်ပြီးလမ်းမှာစစ်စေးဂိတ်2ခုရှိပါတယ်ဒီစစ်စေးဂိတ်တွေမှာတော့မိမိမှာပါလာတဲ့စာရွက်စာတမ်းတွေကိုပြရမှာပဲဖြစ်ပါတယ်နောက်နေ့မနေ့9နာရီမှာဘန်ကောက်မြို့မော်ရှစ်ကာဝင်းကိုရောက်ပါလိမ့်မယ်ဒီအထီးအကုန်စီစဉ်ပေးတာပါဘန်ကောက်ရောက်ရင်တော့ကိုကဘန်ကောက်ထဲကအခန်းငှားထားတာသို့မဟုတ်ဟိုတယ်ဘိုကေလောက်ထားတာဆိုရင်မော်ရှစ်ကနေတက်စီစီးပြီးသွားလို့ရပါတယ်ဒါမှမဟုတ်ကိုကဒီထိုင်းနိုင်ငံထဲကတခြားမြို့တွေကိုဆက်ပြီးတော့သွားမယ်ဆိုရင်မော်ရှစ်ကာဝင်းကနေကားပြောင်းစီးပြီးတော့သွားလို့ရပါတယ်ဒါကတော့ရန်ကုန်တာရှီလိုက်ဘန်ကောက်အလေဗီဇာတရားဝင်ခရီးစဉ်ပဲဖြစ်ပါတယ်အဲ့ဆိုကျမတို့လုံးရတဲ့စာရွက်စာတမ်းနဲ့လမ်းတစ်ချောက်ကုန်ကြငွေတွေကိုတွက်ကြည့်အောင်ပါနံပါတ်1စမကက်ကြေး9000ကျပ်နံပါတ်2 passport ကျူအားကြေး6000ကျပ်နံပါတ်3 PV passport ကြေး10သိန်းကျပ်နံပါတ်4ထိုင်းအလေဗီဇာကြေး9သိန်းကျပ်နံပါတ်5တာရှီလိုက်လေရင်ကြေး10သိန်းကျပ်နံပါတ်6တာရှီလိုက်ကန်ကူစားပေးကြေးထိုင်းငွေ8500ပါမြန်မာငွေနဲ့တက်မယ်ဆိုရင်တော့10သိန်း9600ကျပ်ပါစုစုပေါင်းကုန်ကျငွေက29သိန်း4100ကျပ်ပဲဖြစ်ပါတယ်ကျမအပေါ်ကပြောခဲ့တယ်လို့ပဲကျမနဲ့စားပေးအဲ့ရင်တရားဝင်လမ်းကြောင်းကအစစ်အစင်းမရှိအောက်လင်းရသွားတယ်လို့ဘာဒုက္ခမှမရောက်ပဲဈေးတက်တာနဲ့ကုန်ကျငွေ30ကျော်လောက်နဲ့ထိုင်းနိုင်ငံကိုလာလို့ရမှာပဲဖြစ်ပါတယ်ကျမစီမှာ passport ကျူအားလျှောက်တာထိုင်းအလင်း2လဗီဇာလျှောက်တာတာရှီလိုက်လေရင်လက်မှတ်ဝေတာနဲ့တာရှီလိုက်ကန်ကူစားပေးအပ်တာတွေကိုဈေးနှုန်းတိတိကျကျမဲမဲကန်ကန်နဲ့ကုညီဆောင်ရွက်ပေးနေပါတယ်ကျမကိုဆက်သွယ်ဖို့ရမြန်မာဘိုက်ဘာဖုန်း39 60033မြ0883မြနဲ့ထိုင်းဖုန်းနံပါတ်အပေါင်း66 81582993ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ TikTok ရဲ့ CB ကိုလည်းလာရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်